မထွေးကြီးမြို့ကလိုက်လာတယ် လဲစီဖို့လိုက်လာတာကိုဝင်းရဲ့ မထွေးကြီးကလုံပြီ လက်ကားပြောတာပါကိုဝင်းရဲ့မထွေးကြည့်လွမ်းလို့လိုက်လာတာပါ ဟုတ်လားလေရင်ညော့ရဲ့လိုက်ကပါလားမထွေးကြီးရဲ့အစရာချင်းရင်ကြီးရဲ့မမရွှေမင်းသမီးမြို့ကြီးသူရဲ့မင်းတို့စိတ်နဲ့တဲ့နဲ့လေအမြင်စိတ်သိမနိုင်ရှင်နာပါဘူးလေရင်ညော့ရဲ့ရောက်ဘူးအောင်လိုက်ကြပါမယ်ခွေလေရင်ညော့ရဲ့လိုက်ကြပါလားမထွေးကြီးရဲ့အစရာချင်းရင်ကြီးရဲ့မမရွှေမင်းသမီးမြို့ကြီးသူရဲ့မင်းတို့စိတ်နဲ့တဲ့နဲ့လေအမြင်စိတ်သိမနိုင်ရှင်နာပါဘူးလေရင်ညော့ရဲ့ရောက်ဘူးအောင်လိုက်ကြပါမယ်ခွေ အမလီလဲကိုဖြည်းဖြည်းမောင်းပါကိုဝင်းရဲ့တကယ်လေခုလဲကြီးစီရတာဖိနေရင်လည်းအောက်နေရပဲစိတ်မရှိလိုက်တာတော့ အမလေးမထွေးကြည့်ရဲ့လဲဆိုတာလေစီးတယ်ရင်ဖိနှောင်းစိတ်ရှိပါလေတဲ့ဗျအစမဟုတ်လို့ပါ အမလီသူမအပြောင်းကား နညလုံးနဗျာလဲရင်လဲရင်ကိုစီးရတာဖိအောင်တဲ့ဗျာမြို့တော်ကမစီနဲ့စိုက်ကနဲ့လင်ကလူစားမရှင်းသားပါဘူးမြို့ကြီးသူမမတို့ရနမဆမ်းမနဲ့မြမပိတာလမ်းပါမထွေးကြီး ဦးဝင်း ဟုတ်လားသဘာဝင်းလို့ခေါ်တယ် အော်အဲ့ဒါတွေကစပားပင်လေ စပားဆိုတာလေမထွေးကြည့်လို့နေတိုင်းစားနေတဲ့စံစီလေးတွေဖြစ်ပေါ်လာတဲ့အပြင်ပေါ့ဗျာ အမလီအဲ့လောင်နဲ့ဘဝကိုမေ့တတ်တယ်မြို့ကြီးသူမဟုတ်ပါဘူးဦးဝင်းရဲ့ ဟုတ်လား ခြေတော်ကိုချစ်တယ်မြမမလေးစစ်စစ်ပါ မသိပါဘူးဗျာမသိပါဘူး